ဒါကတော့ဒေါက်တာပြည်သူကျော်ဖြစ်ပါတယ်ဒီနေ့ကျမရဲ့ပညာပေးအစီအစဉ်လေးမှာပေါ့နော်ဆရာပြောပြပေးချင်တာကတော့ပိုတက်ဆီယမ်နည်းနေတဲ့သူတွေအတွက်စားသုံးတဲ့အစားအစာများအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ပိုတက်ဆီယမ်နည်းတဲ့ဆိုရင်ပေါ့နော်ဆရာတို့ခြေလက်တွေမသေးခြင်းဖြစ်မယ်လေးလံလာမယ်နော်ခြေလက်တွေနောက်ပိုင်းအရန်ဆိုးလာရင်လှုပ်မရတာဖြစ်တတ်တယ်ပေါ့နော်အရန်ဆိုးလာရင်နှလုံးထိတာတို့နော်အသက်ရှူလို့မရဘဲနဲ့အသက်ရှူရသွားတဲ့အထိဖြစ်တတ်ပါနော်အဲ့တော့အဲ့လိုမျိုးပိုတက်ဆီယမ်နည်းပြီဆိုရင်ဆရာတို့ကပိုတက်ဆီယမ်ဓာတ်ကိုလိုအပ်တယ်လို့ပေါ့နော်အဲ့တော့အကျော်သေးနဲ့သွင်းရတာရှိနိုင်တယ်နောက်တစ်ခါကျတော့ဆရာတို့တောက်ဆေးအနေနဲ့တောက်ရတယ်ရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလိုအပ်တယ်လို့ပြန်ဖြည့်ဖို့နော်အဲ့လိုပြန်ဖြည့်တဲ့အပြင်ပေါ့နော်ဆရာတို့ခုနကမေးတတ်တယ်ဆရာဘာစားရမလဲပိုတက်ဆီယမ်ပြန်ဖြည့်ဖို့အတွက်ကိုဘယ်လိုအစားတောက်တွေစားသင့်လဲနော်အဲ့တော့ဒီဘိုင်းမှာတော့ဒီဗီဒီယိုမှာတော့ဆရာအဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဆရာပြောပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ပိုတက်ဆီယမ်နည်းနေတဲ့လူတွေအတွက်အစားတောက်တွေထဲမှာနံပါတ်1ကတော့အသီးတွေပေါ့နော်ဟုတ်တယ်သီးတွေပေါ့နော်သီးတွေထဲမှာအများကြီးပေါ့အသီးတွေတော့များများပိုတက်ဆီယမ်ပါကြပါနော်အဲ့တော့ဒါကတော့ဆရာတို့မြန်မာနိုင်ငံမှာလည်းရှိတဲ့အသီးတွေတချို့ကိုဆရာပြတာပေါ့နော်မပြောသီးတွေတဖန်းသီးပန်းသီးပေါ့နော်ထောပတ်သီးတွေနောက်အုံစိမ်းတွေဖျဲသီးပေါ့စသဖြင့်ပေါ့နော်ဒါမျိုးအသီးနှံတွေကပိုတက်ဆီယမ်များများပါတယ်နော်အဲကြောင့်ပိုတက်ဆီယမ်နည်းနေပြီဆိုရင်ဒါမျိုးအသီးတွေများများစားဖို့လိုပါတယ်နော်အဲ့တော့အုံစိမ်းတောက်ကြတယ်ပေါ့ဒါပြောနေကြဆိုရင်ပေါ့နော်ဒါရှိဒါတစ်ခုပေါ့နော်နောက်တစ်ခုကျတော့ဆရာတို့ပါရှိတယ်ဆိုဟင်းသီးဟင်းရွက်နော်ဟင်းသီးဟင်းရွက်မှာဟင်းနုနယ်ရွက်တွေပါမယ်ပန်းကော်ပီစိမ်းတွေအာလူးတို့ပစုံဥတို့စသဖြင့်ပေါ့နော်ဒါမျိုးဟင်းသီးဟင်းရွက်တွေကလည်းပိုတက်ဆီယမ်များများပါတယ်အစားအသောက်တွေနော်ဒါမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခါကျတော့ပဲမျိုးတွေအခွန်မှာအသီးတွေနော်ဒါဆိုပဲပီဇက်ပေါ့ပဲပီဇက်ကထုတ်ထားတဲ့အစားအသောက်တွေပါမယ်နောက်ပဲကြီးလိုမျိုးတွေနောက်တစ်ခါကျတော့ဆရာတို့ဘာဒန်စီလိုဟာမျိုးနောက်တစ်ခါကျတော့ဆရာတို့ဒီတီဟိုစီလိုဟာမျိုးပေါ့နော်ဒါမျိုးတွေကလည်းပိုတက်ဆီယမ်များများပါတယ်လို့ဆရာတို့ပြောကြပါနော်အဲ့တော့ဒါမျိုးတွေကပိုတက်ဆီယမ်များများပါတယ်အစားအသောက်နော်နောက်တစ်ခါကျတော့ဆရာတို့တခြားအစားအသောက်တွေမှာဒိန်ဂျင်လိုဟာမျိုးတွေနော်ဆယ်မွန်ငါးလိုမျိုးတွေပေါ့နော်ဒါမျိုးတွေကလည်းပိုတက်ဆီယမ်များများပါတယ်အစားအသောက်တွေမှာပါတယ်ဟုတ်လားကြောင့်ပိုတက်ဆီယမ်နည်းနေတဲ့လူတွေအတွက်ကိုဒါမျိုးအစားအသောက်တွေများများစားဖို့လိုပါတယ်နော်အဲ့မှာဆရာတစ်ခုလေးသတိပေးချင်တာကတချို့တွေကဆရာတို့နှုံးတယ်ခြေလက်တွေမတည်ခြင်းအားနည်းတယ်ဆိုရင်ဈေးကန်းသွားပြီးတော့ဆရာတို့အကျော်သေးသွားထိုးတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့တချို့အကျော်သေးတွေထဲမှာက glucose ပါတဲ့အကျော်သေးတွေဆရာတို့အတွင်းများတယ်နော်အဲ့တော့ပိုတက်ဆီယမ်နည်းနေတဲ့လူတွေအတွက်ကအဲ့လိုမျိုး glucose ပါတဲ့အကျော်သေးတွေလုံးဝအတွင်းလို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ပိုတက်ဆီယမ်ကတကယ်နည်းနေတဲ့အချိန်မှာ glucose ပါတဲ့အကျော်သေးတွေသွားတွင်းရင်ပိုတက်ဆီယမ်ပိုနည်းသွားတတ်တယ်ဒီ glucose တွင်လိုက်တဲ့အချိန်မှာပိုတက်ဆီယမ်တွေကဒီသွေးတွေကနေဆဲတဲ့ကိုပိုဝင်သွားတယ်ပေါ့နော်။ပိုတက်ဆီယမ်တွေပိုနေသွားတတ်တယ်။တချို့တွေဆိုရင်လို့မျိုးဈေးကမှာအကျော်သေးသွားထိုးပြီးပိုလေးသွားတယ်ပိုနှုံးသွားတယ်။ဒါမျိုးဆိုရင်ဆရာတို့ပိုတက်ဆီယမ်စစ်ရမျိုးရှိပါတယ်နော်။အဲဒါကြောင့်ပိုတက်ဆီယမ်နေတဲ့လူတွေအနေနဲ့လည်းကိုယ့်အကိုထားဖို့လိုတာကအဲ့လိုမျိုး glucose ပါတဲ့အကျော်သေးမသွင်းရဘူးပေါ့နော်ကိုဒီပိုတက်ဆီယမ်နည်းနေတဲ့ဆိုတာလေးကိုမှတ်ထားဖို့လိုပါတယ်နော်အဲ့တော့အကျော်သေးပါသွင်းခြင်းနေပါတယ်ဆိုရင်တော့ဆရာဝန်တွေကိုဒီပိုတက်ဆီယမ်နည်းနေတဲ့ဆိုတာမျိုးပြောပြရမယ်အဲ့မှာလည်းဆရာတို့ကဒီပိုတက်ဆီယမ်ပိုနေတတ်တဲ့ခုနပြောတဲ့ glucose ပါတဲ့အကျော်သေးမသွင်းမဲနဲ့တခြားအကျော်သေးမျိုးသားတွေတော့ရှိအောင်ပါပေါ့နော်အဲ့မျိုးတွေတော့ဆရာတို့ဟိုတခြားအစာထိုးပြီးသွင်းပြီးတော့ရတယ်ပေါ့နော်အဲ့တော့ခုဆရာပြောခဲ့တာကတော့ပိုတက်ဆီယမ်နည်းနေတဲ့လူတွေမှာစားတင်တဲ့အစာအသောက်တွေပေါ့နော်အသီးတွေပါမယ်ဟင်းရွက်တချို့ပါမယ်နော်ပဲမျိုးတွေအခွန်မှာအသီးတွေနောက်တစ်ခါတခြားအစာအသောက်တွေမှာဒါမျိုးတွေပေါ့နော်အဲ့တော့ဒါမျိုးအစာအသောက်တွေကိုစားခြင်းအပြင်ပိုတက်ဆီယမ်ကိုလည်းခြိုက်လျောက်ပြန်ဖြည့်ဖို့ရတယ်ပေါ့နော်အဲ့တော့ပိုတက်ဆီယမ်နည်းလားများလားကတော့ဆရာတို့သွေးစစ်ကြည့်မှာပဲဒီကြသိတာဖြစ်တဲ့အတွက်ပိုတက်ဆီယမ်တကယ်နည်းနေတဲ့လူတွေမှာတော့ဒါမျိုးစားလို့ရပါမယ်ဟိုမှာကြောက်ကက်မကောင်းတဲ့လူမျိုးတွေပေါ့နော်ပိုတက်ဆီယမ်များတဲ့လူတွေမှာတော့ဒါမျိုးစားတော့တွေအများကြီးစားလို့မကောင်းဘူးပေါ့ဒါမျိုးတော့ရှိတယ်နော်အဲ့တော့ကိုယ့်ဘောနဲ့ကိုတော့မလုပ်သင့်ဘူးပေါ့နော်ပိုတက်ဆီယမ်တကယ်နည်းတယ်များတယ်ကိုကဘယ်လိုမျိုးလက္ခဏာတွေရှိရလဲဒါမျိုးတော့ဆရာဝန်နဲ့တခြားတိုင်မြင်ပြီးတော့မှာပဲသုံးသင့်တဲ့အစားအသောက်တွေဖြစ်ပါတယ်နော်အဲ့တော့ခုလိုမျိုးဆရာဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ဆရာတို့ခု YouTube channel လေးမှာလည်းဒါမျိုးဗီဒီယိုလေးတွေရောနောက်ပိုင်းဆက်လက်သင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ပေါ့နော်ဆရာတို့ channel လေးတွေကို like ဟို subscribe လုပ်ပေးထားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နော်